ဆက်လက်ပြီးတော့မြန်မာနိုင်ငံကိုကိတ္တရောက်ရှိနေတဲ့ကိုရီးယားနိုင်ငံမှာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ညွှန်နေပြီးကိုရီးယားဌာနခွဲရဲ့ဆွဲဘက်တွင်မှုဖြစ်သူဦးစောမိုးအောင်ကနေပြီးတော့နည်းငယ်စကားပြောကြားပြီးဖိတ်ခေါ်ပါတယ်ခင်ဗျာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်လွမြောက်နေမြေဂျပန်လွမြောက်နေမြေကိုရီးယားဌာနခွဲရဲ့ဆွဲဘက်တွင်မှုနှစ်ဦးစောမိုးအောင်ဖြစ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေရာကိုတရားခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်ကျွန်တော်မလွတ်မြောက်သေးလို့ကျွန်တော်နိုင်ငံကြီးဒီမိုကရေစီနိုင်ငံမထွန်းကားသေးလို့စစ်အာဏာရှင်လက်အောက်ကမလွတ်မြောက်သေးလို့ကျွန်တော်ခေါင်းဆောင်တွေလွတ်မြောက်ဖို့အတွက်ကျွန်တော်ကျောင်းသားခေါင်းဆောင်တွေလွတ်မြောက်ဖို့အတွက်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှိမှာကျွန်တော်ပင်လုံစိတ်ဓာတ်နဲ့ပြည်ထောင်စုနဲ့မှာလာရောက်တောင်းဆိုနေရခြင်းဖြစ်တယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်ကျွန်တော်လည်းအခုကိုရီးယားနိုင်ငံအတွင်းမှာမြန်မာဒီမိုကရေစီနဲ့လူ့အခွင့်အရေးပြန်လည်ထွန်းကားရေးအတွက်ဒေါ်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားတွေ2000ကျော်လွတ်မြောက်ရေးတို့အတွက်ကိုကျွန်တော်ဒီနေ့ဖေဖော်ဝါရီလထဲမှာပြည်သူ့လွှတ်တော်ထဲမှာကျွန်တော်တင်ပြထားတာရှိပါတယ်အဲ့ဒါကိုဒီမိုကရက်တစ်ပါတီရဲ့အစည်းအဝေးလွှတ်တော်မှမစ္စတာဆောင်ရောင်ကြီးကဆောင်ရွက်နေပါတယ်နောက်ပြီးတော့ကျွန်တော်တနင်္ဂနွေနေ့10ရက်နေ့9ရက်နေ့ကအဲ့ဒီလွတ်တော်မှာဆောင်ရောင်ကြီးကဂျပန်ဝန်ကြီးချုပ်နဲ့လာရောက်တွေ့ဆုံပြီးတော့သွားတယ်ဆိုတာကျွန်တော်တို့သတင်းရရှိပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်မြန်မာနိုင်ငံလွတ်မြောက်ဖို့အတွက်ကျွန်တော်နိုင်ငံရေးကျင်းသမားတွေလွတ်မြောက်ဖို့အတွက်အခုကျွန်တော်လည်းလွတ်တော်ထဲမှာဒီဆွေးနွေးပွဲမနေ့မှာပေါ့နော်ကျွန်တော်ဆွေးနွေးပွဲလုပ်ခဲ့ပါအဲ့ဒီမှာကိုရီးယားနဲ့ဂျပန်လွတ်တော်မှများပူးပေါင်းပြီးတော့နိုင်ငံရေးကျင်းသမားများလွတ်မြောက်ရေးအတွက်ဆက်လက်ပြီးတော့ဖိအားပေးဖို့နိုင်ငံခြားရေးဝန်ကြီးဌာနတွေကလည်းမိမိတို့ရဲ့အကျိုးအမြတ်ကိုမကြည့်ပဲအနာဂတ်ဒီမိုကရေစီအကျိုးရအတွက်ကြည့်ပြီးတော့ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်ဒီနေ့တောင်းဆိုရတာရှိပါတယ်အဲဒါကြောင့်မို့ကျွန်တော်အားလုံးဆီယနာရှင်လက်အောက်ကအများဆုံးလွတ်မြောက်ဖို့နိုင်ငံရေးကျင်းသမားတွေအားလုံးလွတ်မြောက်ဖို့ကျွန်တော်တို့အားလုံးပင်လုံစိတ်ဓာတ်နဲ့စီလုံးညီညွတ်ကျွန်တော်ပူးပေါင်းတိုက်ပွဲဝင်ကြပါလို့ကျွန်တော်နူးညွတ်တောင်းပန်ပါတယ်မြစ်တာရက်ခံပါတယ် free 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 အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ